အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Index ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ PC ပေါ်မှာ hack ဆော့ရတာတကယ်ရောအဆင်ပြေလားဆိုတာကျွန်တော် game ပေါင်းပေါ်မှာစမ်းကြည့်ပါရအောင်เนาะဒါအပြင် PC မှာ hack ဆော့နည်းကိုလည်းထားပြပြပေးပါမယ်နိုင်ငံခြားဗီဒီယိုတွေမှာတော့ဒီနေ့ issue တာအခမဲ့ဖြစ်ပြီးတော့တုံးရတာအဆင်ပြေလို့ကြားရပါတော့เนาะဒါကြောင့်ကျွန်တော်အခုတိုင်းစမ်းကြည့်ပါပဲသိမယ်ဒါကြောင့်မို့ကျွန်တော် Roblox ပေါ် game မျိုးမှာဆက်တော့ပါမယ်ပေါ့เนาะကျွန်တော် download လုပ်မဲ့နေရာတော့ရောက်လာပြီပေါ့เนาะဒါဆို download လုပ်နှိပ်လိုက်မယ်ဒီကကျွန်တော်ကြီးညာလေးတစ်ချက်ကြည့်အောင်မို့လို့ဒါကိုဒီနေရာတစ်ဆက်စစ်ပစ်လိုက်ပါပေါ့နောက်ပြီးပြန်တွေ့မယ်စောင့်နေတဲ့အချိန်လေးမှာကျွန်တော်ကြီးညာလေးဝင်နေရအောင်ကျွန်တော်တို့ရဲ့လူသားရရှော့မှာဆိုရင် Powerful V4 Fuki အကောင့်တစ်ခုကိုမှညီမဝင်2500ကျပ်တာကျပ်တင်မှာဖြစ်ပါတယ်။ဒါအပြင် Kisnet Store ရဲ့အကောင့်တစ်ခုကိုလည်းညီမဝင်7000ကျပ်တာကျပ်တင်မှာဖြစ်ပါတယ်။အသေးစိတ်ထုံစမ်းချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Telegram မှာ link ချပေးရပါတယ်။ Telegram မှာဆိုရင်တော့လူသားရ H Powerful လို့ရှာလိုက်ရင်ပေါ်ဆုံးမှာပေါ်လာမှာဖြစ်ပါတယ်။ကျွန်တော်ဒီမှာကြီးညာရေးကြည့်ပြီးတော့ဒီမှာဒါလေးပေါ်လာတယ်ပေါ့နော်။ဒီမှာကျွန်တော်က New UI ကိုရွေးလိုက်မှာပေါ့နော်။ Okay ကျွန်တော် New UI ကိုရွေးလိုက်မယ်။တောင်းလုပ်နေပြီခဏလေးဆောင်လိုက်မယ်ဒါအဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်တို့မှာ download file တွေကိုသွား download ထားတဲ့နေရာကိုကျွန်တော် file တွေကိုသွားမယ်ပေါ့နော် file နဲ့သွားပြီးကျွန်တော်တို့အပေါ်မှာပေါ်နေရဲ့ Zeno ဆိုပြီးတော့ကျွန်တော်အဲ့ဒါကိုနှစ်ချက်လိုက်ရမယ်နှစ်ချက်နဲ့တော့ run လိုက်မယ်ပေါ့နော် let's go ကျွန်တော်တို့ကကြည့်လိုက်အောင်ဘယ်လောက်လွယ်မလဲဆိုတာပြပေါ်လာပြီဒီမှာအဲ့ဆိုကျွန်တော်တို့ဒီမှာပေါ်လာပြီဆိုတော့ဂိမ်းနဲ့တော့လိုက်အောင်ကျွန်တော်ဆေးလာဖိတဲ့ screw တော့ရောက်လာပြီဆိုတော့ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်အောင်ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ Zeno တစ်ချက်ဖွင့်လိုက်မယ် Okay ဂိမ်းနဲ့တော့ရောက်လာပြီမှာ UI နဲ့တော့ပေါ်လာပြီပေါ့နော် UI ပေါ်လာပြီဆိုကျွန်တော်တို့က in game attack လုပ်ပါမယ်ဟုတ်ပြီဒီမှာ attack in game ပေါ်သွားပြီပေါ့နော်ကျွန်တော်တို့ user name နဲ့ဟိုနဲ့ပေါ်သွားပြီချိန်ပြီးပါပြီပေါ့နော်ဒီမှာ squid ရှာတဲ့နေရာမှာလွယ်လွယ်လေးပါပဲဒီမှာ server လေးကိုရှာပြီးမှန်မလူးလေးနှိပ်လိုက်အောင်ပါပဲကျွန်တော်ဒီကြလေးစမ်းကြည့်လိုက်အောင်အဆင်ပြေလောက်မဲ့ဥစ္စာလေးစမ်းကြည့်လိုက်ကျွန်တော် screen ရတော့ freeze ဖြစ်သွားတယ်မဖြစ်တာလည်းမသိဘူးရပြန်ရပြီဆိုကိုကြည့်လိုက်အောင်အဆင်ပြေလားမသိတာတော့ကျွန်တော်လည်းမပြောတော့ဘူးဒီမှာပေါ်လာပြီကျွန်တော်ခုနကတစ်ချက်ဒီရဲ့တစ်ချက်ပွင့်နေတယ်ပေါ့မကြည့်လိုက်အောင်what about ဒီကပါကြီးတယ်ဒါက auto mode fan နဲ့ကျွန်တော်ဒါတစ်ချက်ကဖွင့်ကြည့်ရအောင် okay ဘာဖြစ်တာလဲဒီမှာလက်သီးမကန်ရတော့ဖြစ်နေမိုက်တော့မိုက်ရပဲဒီမှာ level fan ကြီး level fan တာဒီမှာကျွန်တော်တို့ရှိသမျှကောင်တွေလိုက်ထိုးတယ်ပေါ့နော်အဝေးအပေါ်က level ပြန်ပြီးထိုးတာlevel ပြန်ပြီးထိုးတယ်ဒီကေပါမိုက်ပါတယ်ဒါဆိုကျွန်တော်တို့နောက်တစ်ဂိမ်းတွားလိုက်အောင်ကျွန်တော် browse တွေတော့ရောက်ရှိလာပြီဖြစ်ပါတယ်ကျွန်တော် browse တွေမှာ squid လည်းဖွင့်ပွားပြီပေါ့နော် squid လည်းဖွင့်ပွားပြီဆိုတော့ကျွန်တော် squid ကိုတစ်ချက်စမ်းကြည့်လိုက်မယ်Zeno H1 နဲ့ဖွင့်ထားတာပေါ့နော်အစင်းတော့ပြေတယ်ပေါ့နော်အစားတော့နည်းနည်းလောက်သွားတယ်ပေါ့နော်နောက်ပြီးအကောင်းပါလေပေါ့နော်ဒီမှာကျွန်တော်ချက်ကြည့်လိုက်အောင် auto fan step fan let's go ဟောကြမယ်ကျွန်တော်ကနောက်ဆုံးဟုတ်တယ်ကျွန်တော်နောက်ဆုံးitem သွားတာပေါ့နော်နောက်ဆုံး item သွားပြီး fan လား okay flat attack attack ကလည်းတော်မြန်တယ်ပေါ့နော်တကယ်အဆင်ပြေပါလေဒါနဲ့ကျွန်တော်မပြောအောင်မယ်ကျွန်တော်ကောက်ကဒီမှာပတ်စံအများကြီးပဲနော်ကြည့်လိုက်1 billion တော့ပြတော့မယ်block မှာ1 billion limit ပဲရှိရ limit ပဲပေါ့နော်ဒီထက်များတာမရှိတော့ဘူး1 billion view ရဲ့ပတ်စံလုံးဝမတက်တော့ဘူးနော်frag ကမှကိုလည်းကြည့်လိုက်3 million ဖြစ်နေပြီ3 million ကျော်နေပြီ4 million ပြည့်တော့မယ်နော်နည်းနည်းတော့ထပ်ဖမ်းလိုက်ကျွန်တော်4 million ပြည့်တော့မယ်ဒါဆိုကျွန်တော်နောက်ဆုံးအနေနဲ့ပြသက်လေးတစ်ခုရှိပါတယ်ကျွန်တော် step family တွေပါတယ်ကောင်းနေဆိုတော့နောက်ဆုံးအနေနဲ့တစ်ခုပြပါမယ်တစ်ခုပြပါမယ် show လိုက်ပါဒီမှာကြည့်ထားပါဒီမှာကြည့်အောက်ဆုံးမှာကြည့်လိုက်ပါကျွန်တော်ပြရပါတယ်အမတွေ့ရနော်ကျွန်တော်အဲ့ဒါကိုနှိပ်တစ်ချက်လုပ်ပြပါဦးမယ် okay ချက်နှိပ်လိုက်မယ် let's go တလီပို့လိုက်အောင်ဝေးရောက်သွားပြီတွေ့ရတိုင်းမယ်တွေ့ရမယ်အမင်းဒီကတလီပို့လို့ရတဲ့နေရာကြီးကျွန်တော်တလီပို့ပြတာပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရအောင်နော်နောက်မှလည်းဒီထက်ကောင်းတဲ့ဗီဒီယိုလေးနဲ့ပြန်လည်တွေ့ပါမယ် see you guys Você segura o controle, eles obedecem sem pensar. Cada passo, cada gesto, você manda executar. Faz correr, faz saltar, diminuir ou crescer. Tudo se dobra ao toque que só você sabe fazer.